ညာအိမ်အောင်ဝန်ခါနီးမှာ bedtime story လေးတွေကိုနားထောင်ဖြစ်ပြီးတော့မနက်ပိုင်းအိမ်အလုံးလုံးနေတဲ့အခါမှာ English podcast လေးတွေကိုနားထောင်ဖြစ်ပါတယ် Deep Sea Era တက်နေရဖြစ်လို့ Cambridge နဲ့ collinsdictionary.com မှာကိုသိချင်တာတွေကိုလေ့လာဖြစ်ပါတယ်ပုံဆွဲမဲ့အချိန်ကိုရောက်ရှိလို့လာပါပြီဆိုတော့ Shah က paradox pattern လေးကို 3 gun ပေါင်းလေးထဲမှာဆွဲမှာပါမနေ့ကကြိုဆွဲထားတဲ့ဇာတ်ထဲမှာကြက်ချီခဲပုံစံလေးတွေကိုအရင်လိုက်ဆွဲလိုက်ပါတယ်ပြီးမှ paradox pattern လေးတွေကိုလိုက်ဖြည့်ပါတယ်အချိန်တနိုင်ခွဲကြာပြီးတဲ့နောက်မှာတော့ရေလို့ပြီးသွားပါပြီဒီ system vlog ရတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်